မျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံအဖွဲ့အစည်းတွေအနေနဲ့ကိုယ်သဘောဆန္ဒနဲ့တစ်သက်ယူခွင့်ပြုတဲ့စာတွေမထုတ်ပြန်ဖို့ညွှန်ကြားတဲ့စာတစ်စောင်ထွက်ပေါ်လာပါတယ်။လက်နက်ကိုင်အဖွဲ့အစည်းတာဝန်ရှိသူအချို့ကတစ်ကုန်တွေရဲ့တောင်းဆိုချက်ကိုအကြောင်းမျိုးမျိုးပြလိုက်လျောပေးနေပြီးတစ်သက်ယူတဲ့ကားတွေကိုဖျက်ဆီးသွားလာခွင့်ပြုပေးနေတာကြောင့်အခုလိုထုတ်ပြန်တာဖြစ်တယ်လို့လည်းဆိုပါတယ်။မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပအဖအဖွဲ့ပြည်သူ့ရဲတပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတွေတစ်သက်ယူတဲ့ကားတွေကိုဖျက်ဆီးသွားလာခွင့်ပေးတဲ့စာတွေမထုတ်ပြန်ဖို့ကိုလည်းပြည်ထရေးဝန်ကြီးဦးလွင်ကိုလက်မှတ်နဲ့ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ ကားလမ်းနေတူတူပေါက်ပြီးတော့ကားလမ်းနေနဲ့တိထုတ်တယ်နောက်ပြီးတော့ကားလမ်းနေနဲ့ပေါက်ပြီးတော့တိထုတ်တယ်ဆင်နေနဲ့တိထုတ်တယ်ဒီလိုတွေကပူပါမှုတိထုတ်ကျောက်ရောဒီတော်လိုင်းကြီးတဲ့တုံးချင်တာဆိုရင်အမှန်တိုင်းပြောမယ်ဆိုရင်မိုးချိုးကြီးတာတွေ့အောက်စီတော်လိုင်းကြီးရေပေါ်ရေပက်တီပေါ့ဘာတခုမှအကျိုးပြုအောင်မထုတ်ဘဲနဲ့တိထုတ်ပြီးတော့ဝေစားမတဲ့နော်အချင်းချင်းတက်ချက်တဲ့အကျိုးသူကလုတ်ကိုင်းနေလို့ဖြစ်တယ်စစ်နဲ့တစ်တော်ထွက်ပစ္စည်းတွေတယံဇာတာတွေတောကြံတဲ့ရေမျိုးကန့်တင်တဲ့ပိုင်ရှင်မဲ့တစ်နဲ့နိုင်ငံပိုင်တစ်စိတ်ကတစ်တွေကိုတယံဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာတဲ့အတိုင်းစီမံခန့်ခွဲမှာဖြစ်တယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်ကဆိုပါတယ်